ကျွန်တော်ကဒီဓာတ်ပုံဆရာဘဝကနေလာခဲ့တာပါဒီလိုမျိုးပွဲတက်တွေဒီလိုမျိုးသမရယုံလို့ဒီလိုနဝရေးယုံလို့မှာမင်းသားမင်းသမီးတွေပွဲတက်ရိုက်တဲ့ဓာတ်ပုံဆရာပေါက်စားဘဝကနေကျွန်တော်လာခဲ့ရတာစိန်စွဲမှုရဲ့ချစ်ချင်းနဲ့တဘောပြင်းမြရတဲ့အမြဲလို့ဆုံးအမွေဟုတ်ကျွန်တော်ကာလာရစ်ကြီးအစားကျွန်တော်တေချာကိုဘန်ကောက်မှာတေချာကိုလှုပ်ထားတာပါခင်ဗျဒီ project ကြီးကိုဟုတ်ဘိုးထားရတဲ့နာဒီဝေဟာငါတို့တော့ဒီမီတော့ဆိုရဲ့ကိုယူပဲတမီးကြီးတော့ရတဲ့နော်ဆိုတော့တီမိုးဖြစ်နေရမယ်လို့ကျွန်တော်ပြောပြီးတော့ဒါလေးရိုက်ထားတာပါဟုတ်ဒီဝေဒီစင်စမနဲ့တမိုးဟာကိုတဲပထမဆုံးစပြောလို့ရှိရင်ကျွန်တော်ကိုတဲကိုပဲကျွန်တော်ပြထားတယ်ဒီအမျိုးသမီးလေးအတွက်ဒါဖြစ်ရမှာဆိုတဲ့အချိန်ကျမှကျွန်တော်ကင်မရာကိုနောက်ကို wipe ထုတ်ပေးတယ်ကျွန်တော်ပြန်ချိုးရတာမဟုတ်ဘူး one shot ရိုက်ထားတာကိုတဲကလေ welcome လုပ်တယ်ကျွန်တော်ကိုလေတကယ်ကျေးဇူးတင်ပါတယ်အခု senior ကောင်းပြီးသားတယ်ပေါ့နော်သူတို့ဆိုတာကျွန်တော်ရဲ့ senior driver အကိုတွေပါပဲကျောင်းဆောင်အကိုတွေပါပဲဒါပေမဲ့အုံစင်းမမလေးညီလေးလိုတာပြောနော်အကိုတဲကိုပြောနော်ကိုလုပ်ပေးမယ်နော်ဆိုပြီးတော့ကျွန်တော် welcome လုပ်တယ်ပြီးတော့ကျွန်တော်လိုက်နေတာလေးကိုသူကြည့်ပြီးတော့သဘောတွေကြားပြီးအားပေးတယ်ကိုတဲလည်းကျေးဇူးအများကြီးတင်ပါတယ်ကိုတဲကိုလည်းဟုတ်ကဲကျွန်တော်ဒီ TVC ကြော်ညာလေးကိုကျွန်တော်တို့၄လလောက်ထိစီစဉ်ပြီးတော့ရိုက်ကူးထားတဲ့ project ကြီးဖြစ်ပါတယ် project ၄တောင်မို့ project ကြီးပါခင်ဗျာကျွန်တော်တို့တော့လေစကြောင်လို့ထွက်လာတဲ့အခါအကုန်လုံးကြည့်ပြီးဝင်ရပေးကြပါလို့လည်းမြေတားရက်ခံပါတယ်အကုန်လုံးဟုတ်အဓိကမိသားစုနဲ့ပတ်သက်ပြီးရွေးချယ်မှုက character ရွေးချယ်မှုကတော့အဓိကတော့ကျွန်တော်ရဲ့ကောင်လွင်ရဲ့စိတ်ဆွဲမှုကပြီးတော့ကိုမျိုးရဲ့ပေါ့နော်စီစဉ်သူကိုမျိုးရဲ့ဆိုတော့ကျွန်တော်၃ယောက်တိုင်ပင်ပြီးတော့ meeting မှာနေတခါတည်းဘယ်နေရာမှာဘယ်သူနဲ့လိုက်မယ်ဘယ်နေရာမှာဘယ်သူနဲ့ဆိုပို့ပြီးအဆင်ပြေမယ်ဆိုတဲ့ဟာကိုတခါတည်းချရည်တယ်ချက်ချင်းပဲတခါတည်းဖုန်းဆက်တာဘယ်နေ့တော့ရိုက်ချင်တယ်ဘယ်လိုလေးလုံးမလားဆိုပြီးတော့အကုန်လုံး character တခါတည်းကျွန်တော်ဆုံးဖြတ်ပြီးတော့စဉ်းစားထားတာပါခင်ဗျဟုတ်ကဲ့ကိုကတော့လည်းကျေးဇူးတင်ပါတယ်ဒီနေရာနေအကိုကျေးဇူးတင်ပါတယ်ကျွန်တော်သွားပြီးတော့စပြီးပြောကြတဲ့ရိုက်ပြီးမယ်ကိုထက်ကြီးနဲ့လည်းစုံချင်တာဆိုတဲ့စကားလေးကြောင့်ကျွန်တော်တို့ဒီဟာလေးကိုဖြစ်တည်သွားတာပေါ့နော်အကိုကတကယ် on set မှာလဲကျွန်တော်နဲ့အတူတူကျွန်တော်လိုချင်တဲ့အရာလေးတွေကျွန်တော်လိုချင်တဲ့ movement တွေ camera shot တွေကဆိုသူရအောင်လုပ်ပေးတယ်ဖန်တီးပေးတယ်ဆိုတော့အခါကျတော့လေကျေးဇူးတင်ပါတယ်ဒါကြောင့်မလို့လဲအကုန်လုံးပေါင်းပြီးတော့ဟိုစူးစမ်းတဲ့တော့ကြောင့်အခုလိုမျိုးကောင်းသွားတာပါခင်ဗျာဟုတ်တကယ်စုငါလဲမိသမီးပါမိသားစုရဲ့မွေလက်မလေးခံစားခွင့်ရှိတာဟုတ်ကျွန်တော်ကာလာရစ်ကြီးအစားကျွန်တော်တေချာကိုဘန်ကောက်မှာတေချာကိုလှုပ်ထားတာပါခင်ဗျဒီ project ကြီးကိုဟုတ်ဒီလိုခင်ဗျဂျီယာကြီးကကျွန်တော်လေကျွန်တော်အရှိမရိုက်တဲ့ကြော်ညာတွေထက်ကိုပို့ပြီးချိန်ပေးရတယ်။ဘာကြောင့်လဲဆိုတော့အထက်မှာ script တွေလည်းပါတယ် dialogue တွေလည်းပါတယ် music arrangement တွေလည်းပါတယ်ဆိုတော့ကျွန်တော်က script လေးအရင်ဆုံးရေးတယ် script ရေးပြီးတော့မှဒီ script ကိုကျွန်တော်တို့ကဆရာဒီယာမိုနဲ့တိုင်ပင်ပြီးတော့ video လေးဖန်တီးတယ်တချင်းလေးဖန်တီးတယ်ပေါ့နော်ဒီတချင်းအောင်မှာကျွန်တော်တို့ကဘယ်နေရာမှာဘယ်လိုတရုပ်ဆောင်မယ်ဆိုပြီးပြန်ပြီးစဉ်းစားတယ်ဆိုတော့ process များသွားတဲ့အတွက်ကြောင့်မို့ပူကြသွားတာပေါ့နော်ကျွန်တော်ပုံမှန်ရိုက်နေကြကြော်ညာဆိုလို့ရှိရင်ကိုထက်ဆိုလို့ရှိရင်ကြော်ညာတစ်ပုတ်ကို maybe sorryတလောက်ကြော်ညာတန်ပုံနဲ့သုံးဖို့တော့အများဆုံးရိုက်ကူးဖြစ်တယ်တလောက်ပေါ့နော်ဆိုတော့ဒီကြော်ညာကြတော့ကျွန်တော်ကပို့ပြီးတော့အထက်မှာပါဝင်တဲ့အထက်မှာပါတဲ့အလူပြန်ရှင်လည်းများတယ်ပြီးတော့ look at the process တွေလည်းစုံတဲ့အတွက်ကြောင့်မို့ပို့ပြီးအချိန်ယူရတာပေါ့ခင်ဗျဟုတ်မှားလို့မဖြစ်ဘူးဟုတ်ခံလိုက်သူလေကိုတို့ဒီ preparation မှာတည်းဟိုကဘယ်ဒီကတော့ဘယ်နေရာလေးမှာတရုပ်ဆောင်မယ်ဆိုတော့အကုန်လုံးကတိုင်ပင်ပြီးတော့pre လုပ်ထားပြီးသားဆိုတော့အဲ့မှာပဲကျွန်တော်တို့ပြင်မယ်ဘယ်နေရာလေးမှာတော့ဘယ်လိုတရုပ်ဆောင်မယ်နော်ဘယ်နေရာလေးမှာတော့ဘယ်လိုလုပ်ကြမယ်နော်ဆိုပြီးတော့ကျွန်တော် pre နေ့မှာပဲညင်းကြမယ်ကုန်ကြမယ်ဆိုကျွန်တော်ပြောထားတာတကယ် on scene ပေါ်ရောက်တော့ကျွန်တော်မညင်းကြတော့ဘူးနော်ဒါဒီနေ့ lock ပဲလို့ကျွန်တော်ပြောပြီးတော့ကျွန်တော် pre လုပ်ထားတာဆိုတော့ pre ကောင်းလုပ်ထားတဲ့ခါကျတော့လေတကယ် on scene ပေါ်မှာအများကြီးခက်ခဲမရှိဘူးဘာကြောင့်လဲဆိုတော့ပါဝင်တဲ့သူတွေကဆိုကျွန်တော်ရဲ့ senior ကဘာကြီးတဲ့ senior အကူမတွေဆိုတော့ကြောင့်မလို့လေဒီနေရာလေးမှာဒါလေးလုပ်မယ်နော်ဆိုတော့ဒီတိုင်းပဲကွက်တီပဲဆိုတော့ကျွန်တော်တကယ် on scene ပေါ်မှာဘာမှခက်ခဲမရှိတော့ဘူးပေါ့နော်ဟုတ်ဒီငွေဒီစင်စမနဲ့တမိုးဟာကိုတဲကလေ welcome လုပ်တယ်ကျွန်တော်ကိုလေတကယ်ကျေးဇူးတင်ပါတယ်အခု senior ကောင်းပြီးသားတယ်ပေါ့နော်သူတို့ဆိုတာကျွန်တော်ရဲ့ senior driver အကိုတွေပါပဲကျောင်းဆောင်အကိုတွေပါပဲဒါပေမဲ့ on scene မှာလေညီလေးလိုတာပြောနော်အကိုတဲကိုပြောနော်ကိုလုပ်ပေးမယ်နော်ဆိုပြီးတော့သူကျွန်တော် welcome လုပ်တယ်ပြီးတော့ကျွန်တော်လိုက်နေတာလေးကိုသူကြည့်ပြီးတော့သဘောတွေကြားပြီးအားပေးတယ်ကိုတဲလည်းကျေးဇူးများတင်ပါတယ်ကိုတဲကိုလည်းဟုတ်ပို့ပြီးတော့လေလူစိတ်ဝင်စားသွားတော့ဗောနော်ကင်မရာ walk အစားလေကျွန်တော်သတိထားမိလိမ့်မယ်ကိုတဲပထမဆုံးစပြောလို့ရှိရင်ကျွန်တော်ကိုတဲကိုပဲကျွန်တော်ပြထားတယ်ဒီအမျိုးသမီးလေးအတွက်ဒါဖြစ်ရမှာဆိုတဲ့အချိန်ကျမှကျွန်တော်ကင်မရာကိုနောက်ကို wipe ထုတ်ပေးတယ်ကျွန်တော်ပြန်ချိုးရတာမဟုတ်ဘူး one shot ရိုက်ထားတာဆိုတော့အဲ့လိုမျိုးလေးရအစားပေါ့နော်လူတွေစိတ်ဝင်စားအောင်ကျွန်တော်တက်ကြွတဲ့ကင်မရာ work ပိုင်းကနေပြီးကျွန်တော်အကောင်းဆုံးရိုက်ကူးဖန်တီးထားပါခင်ဗျာဟုတ်မင်းတို့နေရမှာမမောခွင့်မရှိပါတီမိုးကပထမစပြီး pre လုပ်တော့နည်းနည်းလေး
တီမို item မဟုတ်ဘူးပေါ့တီမိုဖြစ်မနေတဲ့ခါကျတော့တီမိုစက်တမှာအဲ့လိုမဟုတ်ပါနဲ့တီမိုရဲ့မျက်လုံးတွေလက်တွေ item တွေလိုချင်တာလို့တီမိုပြောတီမိုကလည်းကဲအဲ့ဒါဆိုလည်းပြန်လုပ်ကြည့်မယ်ဆိုတော့ပြန် try ပြီးတယ်ဆိုတော့တီမိုကတီမိုဖြစ်နေရမယ်လို့ကျွန်တော်ပြောပြီးတော့ဒါလေးရိုက်ထားတာပါဟုတ်ကဲ့ကျွန်တော်ရိုက်ကူးသမျှကြောင်ညာတွေအကုန်လုံးကျွန်တော်ကြိုက်ပါတယ်ကျွန်တော်နှစ်လည်းနှစ်သက်ပါတယ်အကောင်းဆုံးကျွန်တော်စူးစမ်းခဲ့တာပဲဒါပေမဲ့ဒီ TVC ကျတော့ကျွန်တော်တက်ပို့ပြီးတော့တာဝန်ပို့ကြီးတယ်ကျွန်တော်တက်ပို့ပြီးတော့တာဝန်ခံမှုတာဝန်ပို့ကြီးတာပေါ့နော်အချိန်လဲပို့ပေးရတယ်ခင်ဗျဒါကြောင့်မို့ဒီဟာလေးကိုတော့ပို့ပြီးတော့ကျွန်တော်စိတ်ပို့ပြီးအားရပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့ဒီယုံထဲမှာအကုန်လုံးအော်ကြဟစ်ကြတဲ့အထိကိုအားပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီဓာတ်ပုံဆရာဘဝကနေလာခဲ့တာပါဒီလိုမျိုးပွက်တက်တွေဒီလိုမျိုးတမရယုံလို့ဒီလိုနဝရေးယုံလို့မှာမင်းသားမင်းသမီးတွေပွက်တက်ရိုက်တဲ့ဓာတ်ပုံဆရာပေါက်စားဘဝကနေကျွန်တော်လာခဲ့ရတာဒီလိုချီနေမျိုးကနေမှတစ်ဆင့်အခုလိုမျိုးဒီပိတ်ကားကြီးရှေ့မှာကျွန်တော်ရဲ့စူးစမ်းမှုတွေကျွန်တော်ရဲ့ရိုက်ကူးမှုတွေကိုဖန်တီးခွင့်ရတဲ့အထိဖြစ်လာတဲ့အထိကိုကျွန်တော်စူးစမ်းခဲ့တာပါဒါကြောင့်မလို့ကျွန်တော်တို့စူးစမ်းထားတဲ့အားလုံးပေါင်းပြီးစူးစမ်းထားတဲ့ဒီကြော်ညာလေးထွက်လာရင်လည်းအားပေးကြပါပြီးတော့အကုန်လုံးလည်းကောင်းဖို့ကြိုးစားထားပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်စိန်စပယ်ဘူးနှစ်40ပြည့်မှဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်အလုပ်တွေအများကြီးကျွန်တော်တို့လည်းပြင်နိုင်ပါစေပြီးတော့ဒီထက်ပို့ပြီးတော့လေမိသားစုတွေကိုကျမ်းမှာချမ်းသာပြီးတော့အောင်မြင်တဲ့မိသားစုပွားဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ